စိတ်တွေကိုပျော်အောင်ကြောက်အောင်လန့်အောင်ဘာဆိုပါမကောက်လို့ရှင်တဲ့စိတ်မရှိအောင်ယူကြောင်မူးကြောင်ဖြစ်အောင်လို့နော်ပေါ်ကိုမြစ်တင်လိုက်ဒီပေါ်ကနေဖြုတ်ချလိုက်အဲ့လိုယူကြောင်မူးကြောင်တွေဖြစ်အောင်လုပ်တဲ့အကောင်တွေပေါ့နော်ဒါပေမဲ့ရက်နဲ့ဘီယာကိုစနစ်လုံးဝမတောက်ဘူးဆိုပြီးစဉ်းစားထားတယ်ဗျာဒါပေမဲ့တစ်နေ့တော့ပြည့်တော့မှာပေါ့နော်ဒီကောင်လေးကိုမတောက်နေနိုင်မှာတော့ဒီမှာလက်လေးပဲဒီကောင်မထောင်လို့ဗျာမြန်မာနိုင်ငံမှာဘယ်လောက်ရှိတယ်မသိဘူးဒီမှာထိုင်းမှာတော့လက်လေးပဲဒီကောင်မထောင်အောက်900လောက်ရှိပါတယ်ရန်ဘီယာကို10နှစ်လောက်မတောက်ပဲနေမယ်စဉ်းစားထားတာဒီကောင်လေးကိုမတောက်ရင်ကိုကလူတော်ပေါ့နော်ဒါပေမဲ့ဝိုင်လေးတော့တောက်မယ်ပေါ့ဝိုင်လေးတော့တောက်မယ်ဝိုင်ဆိုလို့ရှိရင်ရဲရမတောက်ဖြစ်ဘူးပေါ့နော်တော်တော်လေးတစ်ခါတလေမှတောက်ဖြစ်အဲ့တော့ဒီမှာဝိုင်လေးကတော့ဈေးကြီးတဲ့ဝိုင်တွေလည်းရှိတယ်ဒါပေမဲ့ရန်ကြီးဈေးကြီးတာတော့မဟုတ်ဘူးပေါ့နော်ဈေးဝိုင်လေးတော့အများကြီးပဲထောင်ကျော်တန်လောက်က2000ကျော်ထိရှိတယ်ထောင်ကျော်တန်ဒီလောက်ရှိတယ်အဲ့ဒီဘလောက်တောင်ကိုပေါင်းတယ်နော်ဝိုင်းတစ်လုံးတော့ဒီနေ့ဝိုင်းတစ်လုံးတော့ဝိုင်းကနည်းနည်းအေကိုဟောနည်းနည်းများတဲ့အကောင်နည်းနည်းဝယ်မယ်ပေါ့အေကိုဟောတိတ်နဲ့ဈေးမကြီးတဲ့အကောင်တွေပေါ့ဒီကောင်ဆိုရင်ကိုဟောဘလောက်ရှိတယ်မသိဘူးဒီကောင်အေကိုဟောဘလောက်ပါလဲစစ်တုံးဒါမှ5%ပါစစ်တုံးဒါမှ5%ဒီဘက်မှာခုနကတွေ့တာ5%လေးမဟုတ်ပါဘူး14%ဒီကောင်ကဘယ်ကပေါ်တယ်ဩစတြေးလျကထောက်တာကွာဩစတြေးလျကထောက်တာဒီကောင်14ဒါမှ5%ရှိဒီကောင်ဝယ်ကောင်းတယ်ဈေးရလဲ900ဘူးလို့အောက်တော့900အဲ့ဒီကောင်ပဲဝယ်တယ်အဲ့ဒီကောင်ပဲဝယ်တော့မယ်ကွာကျန်တဲ့ကောင်တွေကဒီကောင်တွေက600ကျော်ဒီကောင်ဘလောက်ပါ600ကျော်လဲဒီမှာ14လုံးမှာ5%ဆိုတော့ဒီကောင်ပဲဝယ်တော့ဒီမှာ2000ကျော်ကဒီကောင်2000ကျော်ရှိတယ်1290နဲ့3000ပဲထားပါတော့3000ကိုဘလောက်ပါဒီမှာ14ဒါမှ5%ပဲဒါဆိုဒီကောင်14တော့ပါလေစနာကောင်တော့တော့အားရဆိုဒီကောင်လေးကိုဒီကောင်လေးကြတော့တော့စနေနေမှာပြန်တွေ့မယ်ကြိတ်တာတော့ကြိတ်တာပေါ့နော်ဒါပေမဲ့တောက်ဘူးကွာ10နှစ်နေမယ်ကွာနေနိုင်မလားပေါ့နော်